เราปะเทียนมินุงสินากันตัวเขาเรามีเวลเดปะเทียนนี้อาการไตเปียกจังนาคาดูเป็นตัวเห็นนั่นสินาระดับปะเทียนตกหนักกองข้าชิมเขาเรากันเขาเราจะเตะขาดินกันระดับหนักเสียไทยดูกันชิมกันเพื่อนมีนั่นดีลักจังหวะปะเทียนนี้ที่ชวนนางเปียกคนนั้นเสียอาเมนอาเมนยาสีไอ้คนนั้นชิคกี้พายว่าสิจะเชื่อเราไม่เอาน่าเลยไม่ถึงมาเลยคุณอาจจะดีขนาดจะไม่เอาใจว่าจะมารู้ลิมยานที่เอาสโลมาไอ้ชายวิโยกันสิแต่ไม่เปลี่ยนเลยจะมารู้มาเลเซียมาดีเลยใช่ไหมจะมารู้ตีอะไรจะมารู้ไอ้ชายวิเอเดสที่โยกันแต่รู้คู่ตาเลยสมัยรู้สิยงจีมาเลยจะมาเอาลูกแค่เลยไอ้ลูกแค่บีรอตัวลูนาเรื่องจะมาแทนที่สาวชาวแค่เลยตัวยังเซวันเนี่ยปัจจัยบีรอเลยจะมาควบคุมลูกไปแค่เลยแต่ไม่กูจะมาHIV ရောဂါလုံးဝမရှိတော့ပါဘူးလို့ကျွန်မယေရှုနာမနဲ့သက်သေခံတဲ့အခါမှာလူတွေအားလုံးကကျွန်မကိုမျက်လုံးအမျိုးမျိုးနဲ့ကြည့်ကြတယ်။ဒါပေမဲ့ကျွန်မပြောချင်တာကကျွန်မမှာကျမရဲ့ knowledge မရှိလို့ကျွန်မစမှာ HIV ရောဂါမရှိတော့ဘူးလို့ကျွန်မပြောခဲ့တာသက်သေခံခဲ့တာမဟုတ်ခဲ့ဘူး။ယေရှုနာမနဲ့ကျွန်မပျောက်ပြီဆိုတာကိုကျွန်မဖျားရှိလို့ရှိမှသက်သေခံတာဖြစ်ပါတယ်လို့ပြီးတော့ကျမအရင်တော့ဆိုရင်လူနာတွေကိုဘလောက်ပဲအားပေးကျမကိုယ်၌က HIV ရောဂါရှိရလို့ပြောမှအရင်ရှက်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ကျမမိသားစုရှိတယ်၊သားရှိတယ်၊သမီးရှိတယ်၊မိဘတွေရှိတဲ့အတွက်ကြောင့်မို့ကိုပေါ့နော်။သိစိတ်ကရောမသိစိတ်ကရောအရင်အားငယ်တယ်။ဒါပေမဲ့လို့အဲ့ဒီတက်တန်းစိတ်နေနိုင်တယ်၊စိတ်ဝါးရတောက်တော့တက်တန်းစိတ်နေနိုင်တယ်ဆိုတာလည်းကျမသိတယ်။တိုးတော်ညာလေကျမအခုပေါ့နော်။ကျမရဲ့တက်တာမှာခရုစိတ်တက်တာနှစ်ခါပဲတက်ဘူးလေ။အရင်တော့ကလည်းမတက်ခဲ့ဘူးခရိယန်ဖြစ်ပြောင်းလဲခဲ့တာလည်းမကြာခဲ့သေးဘူးခရုစိတ်တက်တဲ့အချိန်မှာဆရာတရားဟောတဲ့အချိန်မှာလည်းကျွန်မဘယ်လိုပြောမလဲငါအတွက်နှုတ်ကပတ်တော်ဘာရမလဲဆိုလဲစိတ်တစ်ခုလောက်နဲ့ပဲကျွန်မတက်ခဲ့တာဖြစ်တယ်ခရုစိတ်ကိုလည်းဒါပေမဲ့ဆရာနှုတ်ကပတ်တော်တွေဒီနှုတ်ကပတ်တော်အစာအာဟာရတွေကျွေးတဲ့အခါမှာကျွန်မလည်းဘယ်လိုပြောမလဲဆရာရဲ့ဝိညာဉ်တော်ပေါ့နော်ဆရာခန္ဓာကိုယ်ထဲမှာရှိတဲ့ခရစ်တော်ရဲ့တန်ရှင်းသောဝိညာဉ်တော်ကဆရာမျက်နှာမှာလည်းလေးနေတယ်ဆရာရဲ့အတန်တွေမှာလည်းအယံခွန်အားတွေပြည့်နေတယ်အဲ့ဒါကိုကျွန်မနားထောင်တဲ့အခါမှာကျွန်မဘလို့မှမခံနိုင်ပါဘူးလို့ကျွန်မကိုယ်၌ကလည်းအရင်တော့မယုံခဲ့ဘူးဘယ်လိုပြောမလဲဒီယုံကြည်သူလားဖြစ်ခဲ့တယ်ပေါ့နော်ဒီလောက်ထိခရစ်တော်ရဲ့အရာလုတ်ပေးနိုင်တယ်ဆိုတာကိုသိတယ်သိတော်ညာလဲကျွန်မအတိတဘောပဲရှိတယ်ဒါပေမဲ့တကယ်ကိုဒီဆရာနှုတ်ကပတ်တော်ဝင်ထားတဲ့ဒီခရုစိတ်မှာကျွန်မတက်တဲ့ခါမှာတကယ်ခရစ်တော်ကကျွန်မတို့ကသိယုံနေမဟုတ်ဘူးတကယ်ခရစ်တော်ကကျွန်မတို့ကိုးကွယ်တဲ့ခရစ်တော်ကကျွန်မတို့ဆဆအရာအကုန်လုံးကျွန်မတို့လိုအပ်ချက်တွေအကုန်လုံးကိုပြုပြင်ပြောင်းလဲပေးနိုင်တယ်ကျမ်းမာခြင်းလည်းပေးနိုင်တယ်အောင်မြင်ခြင်းလည်းပေးနိုင်တယ်ဆိုတော့ကျွန်မအရင်ခံစားရတယ်တိုးထိတယ်ပြီးတော့ကျွန်မယောက်ျားအရင်ဆုံးသူကအဲ့ဒီလိုခံစားချက်ရှိတယ်ဒါနဲ့ငါတော့ပျောက်သွားပြီငါမှ HIV မရှိတော့ဘူးငါပျောက်ပြီနေဟောပျောက်ပြီလို့ဝင်ခံရဲလားဆိုလို့ဆိုမှကျွန်မငကိုကလေးအသိရသူဆိုတော့ဝင်မခံရဲခဲ့ဘူးဒါပေမဲ့ငါယောက်ျားအရန်ပေါ့နော်ယုံကြည်အားပြင်းထန်နေပါလားဆိုတဲ့အသိလေးနဲ့ကျွန်မယောက်ျားကိုကျွန်မကြည့်တယ်ဒါပေမဲ့ဒီဆရာဆူတောင်းဖို့ပေါ့နော်နာမကျန်းတဲ့သူတွေလာခဲ့ပါဆိုဆူတောင်းဖို့အရှိကိုခေါ်တဲ့အချိန်မှာကျွန်မအရှိကိုထွက်ပြီးတော့ကျွန်မဘယ်လိုပြောမလဲကျွန်မရဲ့နှလုံးသားကိုလည်းကျွန်မတကားဖွင့်ထားတယ်စက်ကတ်တယ်ကိုရောဟာအသက်ရှင်တဲ့ဖခင်ဖြစ်တယ်သမီးရဲ့နှလုံးသားကိုလည်းဖွင့်ထားတယ်ကိုရောကြိုက်တယ်လို့အလုံးလုံးတော့ကျွန်မခွင့်ပေးတယ်ပြီးတော့ကျွန်မဘယ်လိုပြောမလဲကိုလည်းစက်ကတ်ပြီးတော့ဆရာဆူတောင်းပေးမဲ့ချိန်ကိုကျွန်မစောင့်ခဲ့တယ်စောင့်ခဲ့တဲ့ချိန်မှာစောင့်ရင်းနဲ့ကျွန်မအာယုံကအရင်လွင့်ပြောသွားတယ်ကျွန်မရဲ့စိတ်နှလုံးသားတွေကလည်းဒီရက်နေတဲ့နေရာမှာမရှိဘူးခရစ်တော်စီမှာရောက်သွားသလိုပဲရောက်သွားတယ်ကျွန်မရမ်းခံစားရတယ်အဲ့ဒီအချိန်မှာဆရာကျွန်မကောင်းပေါ်မှာလက်တင်တယ်သမီးကိုဘာလို့တောင်းပေးရမလဲလို့မေးတာလားပါလဲကျွန်မမသိဘူးဆရာမေးတယ်ဒါပေမဲ့ကျွန်မဘာဖြေတယ်လဲဆိုတာလည်းကျွန်မမသိဘူးကျွန်မပါဇက်တစ်ခုလုံးကလေးနေတယ်ကျွန်မစကားမပြောနိုင်တော့ဘူးအဲ့ချိန်မှာဆရာကျွန်မကိုဆူတောင်းပေးတယ်ဆူတောင်းပေးတဲ့အချိန်မှာကျွန်မလဲသွားတဲ့အချိန်မှာကျွန်မခရစ်တော်နဲ့ကျွန်မမွေ့လျော်နေတယ်ခရစ်တော်နဲ့ကျွန်မစကားပြောနေတယ်ကိုရောသမီးကိုကုနေပြီသမီး
ကုနေပြီဆိုတော့ကျမခံစားရတယ်ကျမလဲသွားတဲ့အချိန်မှာကျမငြိမ်သက်စွာနဲ့ခရစ်တော်၌မှု့လျော်တယ်အဲ့ဒီအချိန်မှာကျမခြေဖွားကနေစပြီးတော့ကျမကျင်တယ်လို့ခံစားရတယ်ကျင်တယ်လို့ခံစားပြီးတဖြည်းဖြည်းအမြင်မတော်ဘူးအဲ့ဒီကျင်တဲ့နှုံးကကျမတို့ထိုင်နေလို့ခြေထောက်ကျင်နေဆိုရင်မြဲတယ်ကျင်တဲ့နှုံးထားကဒါပေမဲ့တဖြည်းဖြည်းချင်းကျင်ပြီးတော့တက်လာတယ်ဒီလက်တွေကစလက်ဖြားတွေအထိကျင်ပြီးတော့တက်လာတယ်တက်လာပြီးတော့တဖြည်းဖြည်းခေါင်းထိရောက်လာတယ်ခေါင်းထိရောက်လာပြီးတော့ကျင်ပြီးတော့ပြန်ပြောက်သွားတယ်အဲ့ဒါကိုတော့တပိထားလို့ရပြီလားဆိုပြီးတော့ကျမနှလုံးသားချင်းဆက်သွယ်တယ်ဖခင်နဲ့စကားပြောတယ်အဲ့ဒါပေမဲ့ကျမထားလို့မရသေးဘူးထားလို့မရသေးဘဲနဲ့ဘယ်လိုဖြစ်လဲဆိုတော့တဖြည်းဖြည်းနဲ့ခေါင်းကနေစပြီးကျမအေးလာတယ်ကျမခေါင်းကနေစအေးပြီးတော့အရန်ကိုပေါ့ပါလန်းဆန်းသွားတယ်အဲ့ဒါကျမအရန်ဘယ်လိုဝမ်းမြတ်တယ်ဝမ်းမြတ်ပြီးကျမယောက်ျားကျမကိုလာထူတယ်ကျမထားတယ်ထားပြီးတော့ကျမကတော်ယုံတန်ယုံဘယ်ပါစတာပဲလာဘယ်သူပဲလာပဲအရာရှိပဲလာတော်ယုံတောင်ကျမသွားပြီးတော့လက်ဆွဲနှုတ်ဆက်တာတို့တိတ်မရှိခဲ့ဘူးကျမလူမှုရေးအရင်ညံ့နေဒါပေမဲ့အဲ့ဒီညမှာကျမမနေနိုင်တော့အောင်ပဲဆရာစီကိုသွားတယ်ဆရာသမီးပျောက်သွားပြီလို့ပြောပြီးဆရာကိုကျမသွားဖက်တယ်အယံဝမ်းသာတယ်ဘာဖြစ်လို့လဲဆိုတော့တကယ်ပဲကျမရဲ့အသက်တာမှာလုံးဝဒီယောဂနဲ့ပတ်သက်လို့လည်းဘယ်လိုပြောမလဲစိတ်ဖြစ်စည်းမှုလည်းမရှိတော့ဘူးလုံးဝလည်းပျောက်သွားပြီဘာဖြစ်လို့လဲကျမတို့ရဲ့ကိုယ်ွယ်တဲ့အသက်ရှင်ကျမတို့ယေရှုဖခင်ကကျမတို့အရာရာပြောင်းလဲပေးနိုင်တဲ့ဖခင်ဖြစ်တယ်ကျမတို့ဆရာတရားဟောတဲ့အခါမှာကျမကြားရတာဘာလဲဆိုတော့ဒီကားတွေလုပ်တဲ့သူကသူတို့စီမှာspare part ရှိတယ်သူတို့စီမှာပြောင်းလဲစရာကားတွေပြင်ဆင်ဒါပေမဲ့ခရစ်တော်ကျမတို့ပြင်ဆင်တာဖန်တီးပေးတာကျမတို့ပုံသွင်းခဲ့တာခရစ်တော်စီမှာနှလုံးတွေအစားကြောက်ကတ်တွေအစားအသွေးတွေအစားသူစီမှာရှိပြီးသား extra ရှိပြီးသားကျမတို့ပြောင်းလဲပေးလိုက်ပြီအခုချိန်မှာကျမကအမီမွေးတဲ့အသွေးနဲ့အသက်ရှင်နေတာမဟုတ်ပါဘူးလို့ခရစ်တော်ကအသက်တစ်ဖန်ပြန်လဲပြီးပြုပြင်ပေးတဲ့အသွေးနဲ့ကျမအသက်ရှင်တာဖြစ်ပါတယ်လို့ပြီးတော့တခုပေါ့နော်ကျမဒီ crusade တက်တဲ့အချိန်မှာရန်ထူးခြားတာတွေခံစားရတာလေးပြောချင်တယ်ဒီဆူတောင်းပေးလို့လဲသွားတယ်ဆိုတော့ကျမလုံးဝမယုံခဲ့ဘူးကျမသမီးကလဲသွားတယ်ကျမဆရာဆူတောင်းပေးတော့လဲတယ်လဲတော့ကျမပလက်လဲရမှာကြောက်တာလဲပါတယ်ရှက်တာလဲပါတဲ့ခါကျတော့ငုတ်တုတ်ကလေးလဲသွားတယ်ကျမငုတ်တုတ်လေးလဲပြီးချက်ချင်းပြန်ထားတယ်ဟိုကြည့်ဒီနဲ့ကျမပြန်ထားတယ်ပြီးတော့ကျမသမီးကလဲသွားတယ်လဲသွားတော့ကျမဘာကိစ္စနဲ့ငါသမီးကလဲသွားတာလေဆိုပြီးကျမစိတ်ထဲမှာတမျိုးဖြစ်နေတော့ပဲအိမ်ရောက်တဲ့ခါကျကျမတအားရီတယ်ရီပြီးတော့ယောက်ျားကလည်းပြန်မလာသေးဘူးပြောလဲအရင်ပြောချင်နေပြီယောက်ျားကလည်းပြောပြချင်နေအဲ့နဲ့ဇူဇူနဲ့တူတက်မောလို့ကျမသမီးကိုမေးတာပေါ့နော်တကယ်ပဲလဲတာလားလို့ဆိုတော့ကျမသမီးကသူများရဲ့ကလေးကိုခြိထားတယ်ခြိထားပြီးတော့သူကလဲသွားတာကလေးကိုသူများတွေလာယူသွားတယ်ဒါပေမဲ့သူဘသူတွေလာယူသွားတယ်ဆိုတာလည်းမသိဘူးသူလဲသွားတာလည်းသူဘာမှမသိတော့ဘူးနောက်ပိုင်းသူဟာသူဝမ်းနေလာတယ်ပြီးတော့သူဟာသူငိုတယ်ကျမလည်းကျမသမီးကဘာကြောင့်လဲရတာလဲငါကိုနိုင်တော့မှမလဲချင်ဘူးပေါ့နော်အဲ့လိုမျိုးဆိုပြနေတယ်ပြီးတော့ယောက်ျားပြန်လာတော့လေဘလို့လဲမသိဘူးငါခံစားလို့မရဘူးလို့ဘာကိစ္စနဲ့ငါသမီးကလည်းလဲသွားတာလဲပေါ့နော်အဲ့လိုဆိုပြီးကျမနေတယ်ဒါပေမဲ့ယောက်ျားကပြောတယ်ဝိညာဉ်တော်အလိုလိုတဲ့ခါမှာမထီမဲ့မြေမလုံးနဲ့ဆိုတော့အဲ့ဒါလည်းငါလည်းသိတယ်လို့အဲ့ဒါဆိုကိုရောသမီးကမထီမဲ့မြေလောက်တာကိုရောမကြိုက်ဘူးဆိုသမီးကိုခံနိုင်ဘာလို့နားလည်နိုင်တဲ့အရာတစ်ခုသမီးရဲ့နှလုံးသားမှာတွတ်ထိပါကျမလက်တွေ့မခံစားရင်ယုံတဲ့အချင်းမရှိဘူးငယ်ကလေးကသူများကဘာပြောအော်ဟုတ်လားဆိုပြီးသွားပြီတကယ်တော့မယုံဘူးကျမဒါပေမဲ့အဲ့လိုညမှာဆူတောင်းပြီးအိတ်တယ်ပြီးတော့နောက်တစ်နေ့မိနစ်မှာကျမခေါင်းကနေစပြီးရေချိုးတယ်ရေချိုးပြီးအခန်းထဲမှာတကားပိတ်ပြီးတော့ကျမဆူတောင်းတယ်ကျမ်းစာဖတ်တယ်တခြင်းဆိုတယ်ခရစ်တော်ကိုအာရုံပြုပြီးခရစ်တော်နဲ့စကားပြောတယ်ပြောတဲ့ခါမှာဘာလဲဆိုဘာမှမပေါ်လာဘူးဘာမှမပေါ်လာတော့ကျမစိတ်တက်ကြပြီးထင်တယ်ကိုရောလည်းဘာမှလည်းအဖြစ်မပေးဘူးပေါ့ငါ့ကိုအဲ့ဆိုပြီးကျမပြန်ပြီးတော့ဆူတောင်းတယ်ပြန်ပြီးဆူတောင်းတဲ့ခါမှာဘာဖြစ်လဲဆိုခရစ်တော်ကနှုတ်ကပတ်တော်နဲ့ကျမကိုဖော်ပြတယ် prophet လုပ်တဲ့အရာတွေပေါ့နော်အဲ့ဒါတွေဖော်ပြတဲ့ခါမှာအော်ကိုရောကသမီးမေးတဲ့ခါမှာထူးတယ်ဖျားဖြစ်တယ်ခေါ်တဲ့ခါမှာလည်းထူးတယ်မေးတဲ့ခါမှာလည်းဖြေတယ်ဖျားဖြစ်တယ်လို့